ဒီဗီဒီယိုလေးကတော့မင်မင်တို့ရဲ့ငယ်ဘဝကနေပြီးတော့ဒီချိန်ထိကြိုက်လာခဲ့ရတဲ့ Wizardry Warriors Like Harry Potter ရဲ့46နှစ်ပြည့်မွေးနေ့လေးဖြစ်ပါတယ်။ကဲ46နှစ်ပြည့်မွေးနေ့လေးမှာ Harry ဖြတ်သန်းခဲ့တဲ့မွေးနေ့အမှတ်တရတွေအကြောင်းကိုပြောပြပေးပါမယ်။အရင်ဆုံး Happy Birthday ပါ Harry Potter အသက်တစ်နှစ်ပြည့်မွေးနေ့1981ခုနှစ်ဇူလိုင်31ဒီအသက်တစ်နှစ်ပြည့်မွေးနေ့က Harry ရဲ့ဘဝမှာသူ့ရဲ့မိဘအရင်တွေဖြစ်တဲ့ James နဲ့ Lily တို့ဘေးမှာရှိပြီးနေပေးခဲ့တဲ့ပထမဦးဆုံးနဲ့နောက်ဆုံးခုတည်းသောမွေးနေ့ပဲဖြစ်ခဲ့ပါတယ်။အဲဒီနေ့မှာ Harry ရဲ့ godfather ဖြစ်တဲ့ Sirius Black က Harry ကိုကလေးစီးတစ်ပက်စီလက်သေးလေးတစ်စင်းလက်ဆောင်ပေးခဲ့ပါတယ်။ Harry ကတော့မွေးနေ့ပြီးနောက်3လကြာရင်မိဘတွေလည်းအသက်ခံရပြီးတော့သူလည်း Dursley တို့အိမ်မှာသွားနေရတော့မယ်ဆိုတာကိုတော့မသိခဲ့ပါဘူး။အသက်17နှစ်ပြည့်မွေးနေ့1991ခုနှစ်ဇူလိုင်31အဲဒီနေ့ကတော့ Harry ကသူ့မော်ဆရာတယောက်ဖြစ်မှန်စတင်သိရှိခဲ့တဲ့တမိုင်းဝင်နေ့တစ်နေ့ပဲဖြစ်ပါတယ်။ပင်လယ်ထဲကကြောက်ဆောင်ဘောကအိမ်ပြကြီးထဲမှာပုံနေတော့မယ်ညသကောင်12နာရီတိတိမှာ Hagrid ကတကားကိုရိုက်ချိုးပြီးဝင်လာခဲ့တာဖြစ်ပါတယ်။ Hagrid စီကနေ Happy Birthday Cake လေးနဲ့ You are a Wizard Harry ဆိုတဲ့စကားကိုကြားခဲ့ရပြီးတော့ Hogwarts ကျောင်းဝင်ခွင့်စာကိုပထမဦးဆုံးလက်ခံရရှိခဲ့တာလည်းဖြစ်ပါတယ်။အသက်18နှစ်ပြည့်မွေးနေ့1998ခုနှစ်ဇူလိုင်31မော်လောကရဲ့စီကံနေရအသက်18နှစ်ပြည့်ရင်လူလားမြောက်သွားပြီး adapt ဖြစ်သွားပြီလို့သတ်မှတ်တာဖြစ်ပါတယ်။ဒါကြောင့်မလို့မော်လောကရဲ့ delay အရာမော်ဆရာတယောက်အသက်18နှစ်ပြည့်သွားရင်နာယီလက်ဆောင်ပေးရပါတယ်။အဲဒါကြောင့်မလို့ Molly Weasley က Harry ကိုနာယီအစ်စ်ဝင်မပေးနိုင်လို့ဗိုလ်တော်မောရဲ့ပထမအချိန်စစ်ပွဲတုန်းကတိုက်ခိုက်ရင်းနဲ့ကြာရှုံးသွားတဲ့သူမရဲ့မောင်ရင်ဖြစ်တဲ့ Fabian Cruick ရဲ့နာယီအဟောင်းကြီးကိုပေးခဲ့တာပါ။နာယီလေးကအနှဲငယ်ချစ်ရာတွေထင်နေပြီးတော့တိုင်ခွက်ကကောင်းကောင်းမလဲတော့ဘူးဆိုပေမဲ့ Harry ကတော့သူ့ကိုမိသားစုဝင်တယောက်လိုသဘောထားပြီးပေးခဲ့တဲ့အဲ့ဒီနာယီလေးကိုပဲအသက်46နှစ်အထိဝတ်ဆင်ဆဲဖြစ်ပါတယ်။မွေးနေ့ညနေပိုင်းကိမုတ်လီကန်ဒီချိန်ရောက်တော့မော်ဝန်ကြီးဌာနကဝန်ကြီးချုပ်ဖြစ်တဲ့ Rufus Scavenger က Hogwarts ကျောင်းကြီး Dumbledore ရဲ့တည်တန်းစာကိုကင်ပြီးတော့တည်တန်းစာအရရွှေရောင် snitch ဘောလုံးလေးနဲ့ Gryffindor တမြောင်ကိုပေးခဲ့ပေမဲ့ဝန်ကြီးချုပ်ကတမြောင်ကကျောင်းပိုင်ပစ္စည်းဖြစ်လို့ဆိုပြီးတင်ထားခဲ့ပါတယ်။အဲဒါကြောင့် snitch ဘောလုံးလေးကိုပဲ Harry လက်ထဲကိုပေးအပ်ခဲ့တာဖြစ်ပါတယ်။အဲဒီနောက် Harry က18နှစ်ပြည့်တဲ့နေ့မှာပဲသူ့အပေါ်ကာကွယ်ပေးထားတဲ့အမေဖြစ်သူရဲ့မော်တက်ဖြစ်တဲ့ Lily's Protection ကလည်းပြည့်ပြည့်သွားခဲ့ပြီးတော့အဲဒီနောက်ပိုင်း Voldemort ကိုလည်းအကျိတ်နဲ့တက်ခတ်ခဲ့ပြီးတော့မော်လောကကြီးကိုကယ်တင်ခဲ့ရတာပဲဖြစ်ပါတယ်။အသက်34နှစ်ပြည့်မွေးနေ့2014ဇူလိုင်31အဲဒီနေ့မှာတော့ Harry ကသူ့ရဲ့မိသားစုတွေဖြစ်တဲ့ Ginny တို့ Ron တို့ Hermione တို့နဲ့အတူ Patagonia ကင်နာရထဲမှာကျင်းပတဲ့2014 Quidditch ကမ္ဘာဖလားဘောလုံးပွဲကိုတွားရောက်ကြည့်ရှုခဲ့ပါတယ်။အဲဒီပွဲမှာ Harry ကသူ့ရဲ့နှစ်ထင်မှာဂျပန်ပြူတွေစပေါက်နေပြီဖြစ်ပြီးတော့ညာဘက်ပါးပြင်မှာလည်း Aura အလုပ်ကြောင့်ရလာတဲ့ဒဏ်ရာအသစ်တစ်ခုရှိနေတယ်လို့လင်းတောင်းမကြီး Rita Skeeter ကအတင်းဖြင်းသတင်းရေးသားခဲ့ပို့ခဲ့ပါသေးတယ်။အသက်38နှစ်ပြည့်မွေးနေ့2019ခုနှစ်ဇူလိုင်31အဲဒီနေ့မှာတော့ movie ထဲမှာပါတဲ့အခန်းဖြစ်တဲ့ King Cross ဘူတာယုံမှာသူ့ရဲ့သားဖြစ်တဲ့ Everett Severus Potter ကို Hogwarts ကျောင်းပထမဦးဆုံးပို့ဆောင်ခဲ့တဲ့နှစ်ဖြစ်ပါတယ်။အဲဒီအချိန်မှာ Harry Potter ကအသက်38နှစ်ရှိနေပြီဖြစ်ပြီးတော့ Aura ဌာနရဲ့အကြီးအကဲ Head of the Order Office အဖြစ်တာဝန်ထမ်းဆောင်နေတာဖြစ်ပါတယ်။အဲဒီနောက်ပိုင်းကျမှမော်ဥပဒေစိုးမိုးရေးဌာနရဲ့အကြီးအကဲ Head of the Department of Magical Law Enforcement ဖြစ်လာတာဖြစ်ပါတယ်။ဆရာမ J.K. Rowling ရဲ့နောက်ဆက်တွဲမှတ်တမ်းတွေအရအခုချိန်မှာ Harry ကမော်ဝန်ကြီးဌာနရဲ့အကြီးမားဆုံးနဲ့အာဏာရှိဆုံးဌာနကြီးတစ်ခုလုံးကိုဦးဆောင်နေရတာဖြစ်ပြီးတော့မော်လောကရဲ့တရားဥပဒေစိုးမိုးရေးနဲ့ငြိမ်းချမ်းရေးကိုတာဝန်ယူကာကွယ်ပေးနေရတာဖြစ်ပါတယ်။ဇလန်ရဲ့အချိန်ကာလအရလည်း Harry ရဲ့သားသမီး3ယောက်လုံးဖြစ်တဲ့ James Sirius ရဲ့ Everett Severus နဲ့ Lily Luna တို့အားလုံးဟာ2016လောက်ဆိုရင်တော့ Hogwarts မော်ကျောင်းကြီးကနေပညာဆုံးအောင်မြင်စွာဘွဲ့ရသွားကြပြီပဲဖြစ်ပါတယ်။ The Crouchime ဇလန်အရဆိုရင်တော့ Voldemort ရဲ့သမီးဖြစ်သူ Daphne ကအချိန်ခရီးသွားဆက်ကိုသုံးပြီးသမိုင်းကိုပြောင်းလဲဖို့ကြိုးစားခဲ့တာကိုလည်း Harry နဲ့သူ့သား Everett တို့ပူးပေါင်းပြီးအပြီးပိုင်းတားဆီးနှိမ်နင်းနိုင်ခဲ့ပြီးတော့အခုအသက်46နှစ်အရွယ်မှာတော့ Harry ကမိသားစုနဲ့အတူအေဂျင့်တာယာတဲ့ဘဝကိုပိုင်ဆိုင်နေပြီပဲဖြစ်ပါတယ်။1998ခုနှစ်ကစာအုပ်တွေနဲ့ဗီဒီယိုတွေထဲမှာတွေ့ခဲ့ရတဲ့17နှစ်သားအရွယ်ကောင်လေးဟာအခုဆိုရင်အသက်46နှစ်အရွယ်ဖခင်ကြီးတူဖြစ်နေပြီဆိုတာကိုတွေးကြည့်ရင်တော့ရင်ထဲမှာတစ်မျိုးကြီးပါပဲ။အားလုံးပဲသမိုင်းဝင်မော်ဆရာကြီးHarry Potter အတွက် Happy 46th birthday လို့ comment မှာဆုတောင်းပေးလိုက်ကြပါ။မမေရဲ့နောက်ထပ်ဗီဒီယိုအသစ်တွေအတွက်လည်း channel လေးကို follow like and share လုပ်ဖို့မမေ့ပါနဲ့နော်။